မင်္ဂလာပါဒီဗီဒီယိုကတော့ဖယုံသီးစိုက်ပျိုးနည်းကိုပြသထားပါတယ်ဖယုံသီးအစိတွေကိုယူပြီးတော့အပေါ်ကအလိမ်ထားပြီးမနက်ခင်းရေစစ်ပြီးအစိကိုအပြင်ခွန်ခွာလိုက်ရင်အညောင်ပေါက်လွယ်ပါတယ်တီရှူးဆက်ကူပေါ်မှာရေစုပ်ပြီးအစိကိုတင်ပါအစိပါတယ်တီရှူးဆက်ကူပလတ်စတစ်အိတ်ဒါမှမဟုတ်ဇစ်ပိတ်အိတ်ထဲထည့်ပြီးပရင်ပေါင်နာသို့မဟုတ်နှွေးပြီးအလင်းအောင်ရတဲ့နေရာထားပါ9ရက်ခန့်ဆောင်ပြီးအမြင့်တေးသေးလေးတွေထွက်လိုက်နေကြီးတဲ့ကိုစိုက်ဖို့အစဉ်သင့်ဖြစ်ပါပြီပြင်ထားတဲ့စိုက်ခင်းထဲမှာအမြင့်ထွက်နေတဲ့အစိကိုအမိအောက်ပိုင်းကိုထားပြီးမြေကြီးတွေကိုတလက်မလောက်အောင်နှက်အောင်စိုက်ပါအစိတစ်စေးနှစ်စေးသုံးဖို့အထူးစိုက်နိုင်တယ်အပင်တွေကြီးလိုက်အကောင်းဆုံးပင်ကိုရွေးပြီးကျန်တာတွေကိုဖယ်ထုတ်ပါအပင်တွေကိုအနည်းဆုံး4ပေသုံးဖို့10ပေအကွာမှာစိုက်ဖို့လိုအပ်ပါတယ်ဆဆချင်းညရေကိုညင်သားစွာလောင်းမှာမြေကြီးကိုအဆိုတဲ့မပြတ်စေပုံမှန်ရေလောင်းပြီးပါအရွက်တည်ရေဆိုတာကိုရှောင်ပြီးမနက်ခင်းမှာရေလောင်းတာအကောင်းဆုံးဖြစ်တယ်အပင်ငယ်တွေပေါက်လာပြီးနောက်ကြီးထွားမှုကိုအားပေးပြီးမြေဩစာကိုလိုအပ်တဲ့လိုထည့်ပါဖယုံနယ်တွေစတင်ကြီးထွားလာပြီးအသီးစတင်တီးပါကရေလောင်းခြင်းကိုလျှော့ချပါအပင်မှာအသီးမတီးပဲအဖိုးပန်းပင်တွေပွတ်နေရင်အမပန်းပင်ရဲ့အောက်ခြေမှာဖယုံသီးလေးတွေပန်းပင်ရဲ့အောက်ခြေမှာရှိတယ်အဖို့ပန်းမင်အဖို့ဝင်းမုံကိုလက်နဲ့သုံးမဟုတ်စုပ်တံမြေပြောင်းရွှေ့ပါအမပန်းမင်ကိုတို့ပြောင်းရွှေ့ပါဗီဒီယိုထဲမှာအသီးပူကြည့်အောင်ပင်စီကိုပြုပြင်ထားတယ်ပင်စီတွေကိုဖယုံပင်စီအောက်ခြေမှာရှိအရွက်အလုံးကနဲ့ဖြတ်တောက်ပြီးရှင်းလင်းမှာပင်စီအောက်ခြေမှာအမြင့်မှမြင်နိုင်ရန်ရှင်းလင်းမှာပြင်ထားတဲ့ပင်စီတွေရဲ့ပင်စီကိုအနှဲငယ်ခွဲပြီးတော့တစ်သားချောင်းထိုးအချောင်းလေးကိုတစ်သားချောင်းကိုထည့်ပါထိုးပြုလုပ်ခြင်းအာဟာရတဲ့များအပေါ်ကိုစီးဆင်းမှုကိုနှိကွေးခြင်းဖြစ်အာဟာရတဲ့နှိကွေးခြင်းကြောင့်ပြင်စီထိန်ချုပ်နိုင်တယ်ထို့သောပြုလုပ်ခြင်းကအပင်အများကိုရွှတ်ပြီးတော့အသီးများကိုအများများတီးစေရန်အတွက်ရည်ရွယ်ပါတယ်အပင်ပေါ်မျိုး85ရက်မှရက်တရာအတွင်းမှာပုံမှုစားသုံးလို့ရနေပါပြီဒီအပင်လေးဒီဖယုံသီးစိုက်ပျိုးနည်းဟာတင့်အတွက်စိတ်ဝင်စားစရာတင့်အတွက်လက်တွေ့အသုံးချမယ်ဆိုရင်တင်ကိုယ်တိုင်းစာဒီဗီဒီဗီဒီယိုကတင့်အတွက်အကျိုးရှိမယ်ဆိုရင်ရှင်စေထားပြီးတော့ငါအကျိုးရှိရန်အတွက် share ပေးပါဒီဗီဒီယိုလေးကတင့်အတွက်အကျိုးရှိမယ်အများသူငါအတွက်လည်းအကျိုးရှိ share ပေးခြင်းတွေကူညီပေးပါဒီဗီဒီယိုလေးကိုအများသူငါအတွက်အကျိုးရှိမယ်လို့ထင်ရင်လည်းဒီဗီဒီယိုလေးကို share ပေးပါအမြဲတမ်းလည်းကြည့်ရှုနိုင်ရတဲ့အတွက် follow လုပ်ပေးပါနော်ဒီခုလိုကြည့်ရှုစောင့်ကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်